ဒီပေါ်လောကမှာအိတ်ဆိုတဲ့စကားလုံးကိုလူတိုင်းအတွက်သုံးလို့မရှိပါဘူးဒါပေမဲ့ရေချင်းတင်မကပဲစင်ပေါ်ကအရှိန်ပါဝါပြည့်စုံလွန်းလို့အားလုံးကတညီတညွတ်တဲ့အသိမှတ်ပြုလိုက်ရတဲ့မင်းကလေးတစ်ယောက်ရှိပါတယ် Asa, let him out, monster, came to conquer, baby, holla, what's up? We the ဒီမှာကတော့ Baby Monster အဖွဲ့ရဲ့ဂျပန်လူမျိုးအဖွဲ့ဝင်အာစာပါပဲ။ YG Entertainment ရဲ့ရိုးစက်တဲ့လှုပ်ဝက်လက်နက်လို့တော့တင်စားခံရတဲ့သူမဟာနိုင်ငံသားသူတစ်ယောက်ဖြစ်ပေမဲ့ကိုရီးယားလူမျိုးတွေကိုတော့အံ့ဩရလောက်အောင်တိကျမြန်ဆန်တဲ့ rap flow တွေနဲ့ကဘာကိုစတင်မိတ်ဆက်ခဲ့ပါတယ် I'm making it secretary, not the left out. Jonah looking sicker than a strapped out. Spanish, the one that give me back sauce. They must have တို့ရည်လေးကနှုတ်နယ်တလားသူမရဲ့ဆွမ်းဆောင်ရည်တွေကတော့စင်မြင့်တစ်ခုလုံးကိုတုံ့လှုပ်သွားစေနိုင်တဲ့အထိပြင်းထန်လွန်းလာပါတယ်ဒီနေ့ကျွန်တော်ဘိုးကောင်ကဂျပန်နိုင်ငံရဲ့ဟိုကာယာမခရိုင်ကနေကိုရီးယားမြေပေါ်ကိုအိမ်မက်တွေတည်ဆောင်လာပြီး YG ရဲ့တော်ဆုံး rapper တစ်ယောက်ဖြစ်လာအောင်ဘလို့တွေရုန်းကန်ခဲ့ရလဲဆိုတာကိုအသေးစိတ်ပြောပြပေးသွားပါမယ်အာစာကို2006ခုနှစ်ဧပြီလ18ရက်နေ့မှာဂျပန်နိုင်ငံဟိုကာယာမခရိုင်မှာဝေးဖွားခဲ့ပါတယ်သူမရဲ့ငယ်ဘဝဟာချာမင်းကလေးတွေလိုပဲရိုးရှင်းခဲ့ပေမဲ့ဂီတပေါ်ထားတဲ့သူမရဲ့ဆရာဖြတ်တံမှုကတော့ငယ်ငယ်ကလေးကထူးခြားနေခဲ့တာပါသူမဟာအသက်9နှစ်10နှစ်အရွယ်ကလေးကကခွန်ရတာကိုဝါသနာပါခဲ့ပြီးဂျပန်နိုင်ငံကနာမည်ကြီးကခွန်ခြင်းတင်နန်းကျောင်းတစ်ခုဖြစ်တဲ့လာဒန်ဆာမှာတွားရောက်တက်ရောက်ခဲ့ပါတယ်အဲ့ဒီအချိန်မှာသူမဟာကိုကိုယုံကြည်မှုအပြည့်နဲ့စင်ပေါ်မှာတော်ပြခြင်းခဲ့တဲ့အိမ်မက်ကိုစတင်ပြိုးထောင်ခဲ့တာပါဂျပန်မှာတင်အောင်မြင်တဲ့အမှုပညာရှင်တစ်ယောက်ဖြစ်နိုင်ပေမဲ့သူမရဲ့မျက်လုံးတွေကတော့ပူမိုကျပြင်းတဲ့ကမ္ဘာစင်မြင့်ဖြစ်တဲ့ K-pop လောကစီကိုဝတ်တည်နေခဲ့ပါတယ်။ဒါဟာအသက်12နှစ်အရွယ်ကောင်မလေးတစ်ယောက်အတွက်တော့အရန်ကြီးမားလွန်းတဲ့စိန်ခေါ်မှုတစ်ခုဖြစ်ခဲ့ပါတယ်။2018ခုနှစ်မှာတော့အာဆာရဲ့ဘဝဟာတစ်စစ်ချိုးပြောင်းလဲသွားခဲ့ပါတယ်။ဒီမှာဟာ YG Entertainment ရဲ့ဂျပန်နိုင်ငံမှာပြုလုပ်တဲ့ရွေးချယ်ပွဲကိုဝင်ပြိုင်ခဲ့ပြီးရွေးချယ်ခံခဲ့ရပါတယ်။အဲ့ဒီအချိန်မှာသူမဟာအသက်12နှစ်ပဲရှိပါသေးတယ်။ကလေးတစ်ယောက်အတွက်မိဘတွေနဲ့ခွဲခွာပြီးဘာသာစကားမတူယဉ်ကျေးမှုမတူတဲ့တိုင်းတစ်ပါးကိုတွားရောက်ချီချဖို့ဆိုတာတကယ်တော့မလွယ်ကူလှပါဘူးဒါပေမဲ့အာဆာဟာသူမရဲ့အိမ်မက်တွေအတွက်ကြောက်ရွံ့မှုတွေကိုပေးဖယ်ထားခဲ့ပါတယ်ကိုရီးယားနိုင်ငံကိုရောက်စမှာသူမဟာဘာသာစကားအခက်အခဲကြောင့်အများကြီးရုန်းကန်ခဲ့ရပါတယ်အဖွဲ့ဝင်တွေနဲ့စကားပြောဖို့အတွက်ရောလေ့ကျင့်ရေးဆင်းဖို့အတွက်ပါသူမဟာအိတ်ချွင်တွေကိုလျှော့ပြီးကိုရီးယားစာကိုတဲတန်လေ့လာခဲ့ရပါတယ်အဲ့ဒီလိုရုန်းကန်မှုတွေကပဲသူမကိုအခြားသူတွေထက်ပိုပြီးရင့်ကျက်တဲ့မိန်းကလေးတစ်ယောက်ဖြစ်လာစေခဲ့တာပါYGရဲ့လေ့ကျင့်ရေးကာလအတွင်းမှာအာဆာဟာသူမရဲ့ပြိုင်ဘက်ကင်းတဲ့ရေချင်းတွေကိုစတင်ပြသနိုင်ခဲ့ပါတယ်။သူတစ်ဖြင့်သူမရဲ့ recipe ဟာ YG ရဲ့စီနီယာတွေဖြစ်တဲ့ 2NE1 နဲ့ Blackpink တို့ရဲ့လမ်းစဉ်ကိုလိုက်နိုင်ရုံနဲ့မကပဲကိုပိုင်ဟန်တစ်ခုကိုပါတည်ဆောက်နိုင်ခဲ့ပါတယ်။သူမဟာလေ့ကျင့်ရေးအခန်းထဲမှာတစ်နေ့ကို15နာရီကျော်တဲ့အထိချိန်ပေးပြီးကနဲ့ rap ကိုလေ့ကျင့်ခဲ့ပါတယ်။ဒါစဉ်စစ်စင်းမှုတွေမှာလည်းသူမဟာအမြဲတမ်းထိပ်တန်းကနေရပ်တည်နိုင်ခဲ့လို့ YG ရဲ့ ace လို့တောင်သတ်မှတ်ခြင်းခံခဲ့ရပါတယ်။သူတစ်ဖြင့်သူမရဲ့မြန်ဆန်လှတဲ့ rap flow တွေဟာနိုင်ငံသားတစ်ယောက်ဖြစ်နေပေမဲ့ on it, got it, fun it, got your bar in my pocket, 0-100 like for Robert, hit the ကိုရီးယားလူမျိုးတွေတောင်အံ့ဩရလောက်အောင်တိကျလွန်းလှပါတယ်ဒီလိုပြည့်စုံတဲ့ရေချွင်းတွေရလာဖို့အတွက်သူမဟာသူမရဲ့ကလေးဘဝပျော်ရွှင်မှုတွေအားလုံးကိုလေ့ကျင့်ရေးခန်းထဲမှာပုံအောပြီးရင်းနှီးပေးဆက်ခဲ့ရတာဖြစ်ပါတယ်ခင်ဗျားတို့မှတ်မိအောင်ပါ Baby Monster ကိုပွဲမထုတ်ခင်မှာ YG ကအကဲဖြတ်ပွဲလုပ်ခဲ့တာကိုပေါ့အဲ့ဒီအချိန်မှာဖွဲ့ဝင်တွေအားလုံးတွေကမှအာဆာဟာသူမရဲ့ထူးခြားတဲ့စွမ်းရည်တစ်ခုကိုထုတ်ပြခဲ့ပါတယ်ဒါကတော့ကိုယ်တိုင်တချင်းရေးဆက်နိုင်တဲ့ရေချင်းပါပဲလေ့ကျင့်ရေးဆင်းနေရတဲ့ကြားကအာဆာဟာသူမရဲ့ကိုယ်ပိုင် rap စာသားတွေကိုဖတ်တီးနိုင်ခဲ့ပြီးကဲဖြတ်တိုင်းတွေကိုပါပါဇက်ဟောင်းသားဖြစ်သွားစေခဲ့ပါတယ်သူမရဲ့ Living on a trip, chicken 부터 삼내 chunky 대로 모든 게 낯설기만 해도 ဆိုတဲ့တချင်းလေးဟာသူမရဲ့9နှစ်တာရုန်းကန်ခဲ့ရတဲ့ခံစားချက်တွေကိုပုံဖော်ထားတာဖြစ်လို့ပြိသက်တရဲ့ပြင်ကိုတုံ့လုံးစေခဲ့ပါတယ်အာဆာဟာကာခိုင်းရင်လည်းကတယ်ဆိုခိုင်းရင်လည်းဆိုတယ်ရက်ရွတ်ခိုင်းရင်လည်းအကောင်းဆုံးလုပ်ပြနိုင်တဲ့အပြင်ဖတ်တီးမှုပိုင်းမှာ
ပါထူးချွန်နေတာကြောင့်သူမကိုဘယ်သူမှရှင်မရတဲ့ပါရမီရှင်တယောက်ဖြစ်အားလုံးကလက်ခံလိုက်ကြရပါတယ်တကယ်တော့ Baby Monster အဖွဲ့ကို9ယောက်လုံးပွဲထုတ်ဖို့ဆိုတာစာပိုင်းမှာဒါနှုံးပြမတိကြခဲ့ပါဘူးအဖွဲ့ဝင်အရေးအတွက်ရှော့ချမယ်ဆိုတဲ့သတင်းတွေကြောင့်အာစာရောတခြားကလေးမလေးတွေပါနေ့စဉ်နဲ့အမျှစိုးရိမ်ပူပန်မှုတွေကြုံခဲ့ရပါတယ်ဒါပေမဲ့2023ခုနှစ်မေလမှာတော့ပြည်သက်တွေအားလုံးစောင့်မျှော်နေတဲ့သတင်းကောင်းလေးရောက်လာခဲ့ပါတယ်အန်ဂျီအနေနဲ့ပြည်သက်တွေရဲ့ဆန္ဒအတိုင်းအဖွဲ့ဝင်9ယောက်လုံးကိုပွဲထုတ်ပေးဖို့ဆုံးဖြတ်လိုက်တာပါအဲ့ဒီချိန်မှာအာစာရဲ့မျက်နှာပေါ်ကပျော်ရွှင်မှုတွေကိုကြည့်ပြီးပြည်သက်တွေကပါလိုက်ပြီးကြည်နူးခဲ့ရပါသေးတယ်ဂျပန်ကနေတယောက်တည်းထွက်လာခဲ့တဲ့အသက်12နှစ်သမီးလေးဟာအခုဆိုရင်ကမ္ဘာကျော်ကုမ္ပဏီကြီးတစ်ခုရဲ့ဖွဲ့ဝင်တစ်ယောက်အဖြစ်တရားဝင်သတ်မှတ်ခြင်းခံလိုက်ရပါပြီ။အားနှစ်တာကြိုးစားခဲ့သမျှတွေဟာဒီအောင်မြင်မှုတွေနဲ့ထိုက်တန်တယ်လို့ပြောရမှာပါ။2023ခုနှစ်နိုဝင်ဘာလမှာတော့ Butter Up ဆိုတဲ့သချင်းနဲ့အတူအာဆာတို့အဖွဲ့ဟာဂီတာလောကထဲကိုတိုင်းကနေနဲ့ဝင်ရောက်လာခဲ့ပါတယ်။သချင်းထွက်လာပြီးတာနဲ့လူပြောအများဆုံးကတော့အာဆာရဲ့ rap အပိုင်းပါပဲ။သူမရဲ့ rap ရွတ်တဲ့ညံနှုံးနဲ့တိကျမှုဟာမျိုးဆက်သစ်တွေထဲမှာထိတ်ဆုံးကရှိနေတယ်ဆိုတာကိုသက်သေပြခဲ့ပါတယ်။နိုင်ငံတကာက reaction ပေးတဲ့သူတွေဆိုရင်ဒါဟာဂျပန်လူမျိုးတယောက်ကျွတ်နေတာတကယ်ပဲလားလို့တော့အန်အော်တကြီးမေးခွန်းထုတ်ခဲ့ကြရပါတယ်။ YouTube မှာလည်းကြည့်ရှုသူတန်းပေါင်းများစွာကိုအချိန်တိုတွင်ရရှိခဲ့ပြီးအာဆာဟာသူမရဲ့အချိန်အဝါကိုဘာကြီးစီချပြနိုင်ခဲ့ပါတယ်။စင်ပေါ်မှာဖြောပြနေတဲ့အာဆာကိုကြည့်ရင်လေ့ကျင့်ရေးခန်းထဲမှာဟိုခဲ့ဘူးတဲ့ကလေးမလေးတို့တောင်ထင်ရလောက်အောင်ပြင်းငိမ်လွန်းလာပါတယ်။အာဆာဟာသူ့ရဲ့အောင်မြင်မှုတွေနောက်ကွယ်မှာနောက်ထပ်စိတ်ဝင်စားစရာတစ်ခုရှိပါသေးတယ်။ဒါကတော့သူမရဲ့တာဝန်ယူလိုစိတ်နဲ့ကြိုးစားမှုပါပဲ။သူမဟာအဖွဲ့ထဲမှာတော်ဆုံး rapper ဖြစ်နေပေမဲ့ဘယ်တော့မှကျေနပ်မနေပဲအမြဲတမ်းပိုကောင်းအောင်လေ့ကျင့်နေတတ်ပါတယ်။ဒီမှာဟာလှပယုံနဲ့မကပဲအုံနှောင်းနဲ့အရေးချင်းမှာပြည့်စုံတဲ့ခေတ်သစ်အမျိုးသမီး idol တယောက်ရဲ့ပုံရိပ်ကိုအကောင်းဆုံးဖော်ဆောင်နေတာပါပဲ။အာဆာရဲ့ဘဝစကြောင်းကနေကျွန်တော်တို့ရရှိလိုက်တဲ့သင်ခန်းစာကတော့ကိုယ့်ရဲ့ပါရမီကိုဇွဲလုံးလောက်နဲ့ပေါင်းစပ်နိုင်ဘယ်အရာမဆိုဖြစ်နိုင်တယ်ဆိုတာပါပဲ။သက်12နှစ်သမီးလေးကဘဝနဲ့အိမ်မက်အတွက်တယောက်တည်းရုန်းကန်နေရတဲ့နေ့ရက်တွေဟာအခုတော့တောက်ပတဲ့ကျဲတပွင့်အဖြစ်တောင်းလဲသွားခဲ့ပါပြီ။ခင်ဗျားတို့လည်းအခုချိန်မှာခက်ခဲတွေကြုံနေရလို့လက်လျှော့ခြင်းနေပြီလား။အာဆာကိုကြည့်ပါ။သူမဟာဘာသာစကားခက်ခဲမိသားစုတွေနဲ့ဝေးကွာရတဲ့နာကျင်မှုတွေကိုကြံ့ကြံ့ခံပြီးသူမရဲ့အိမ်မက်ကိုအကောင့်အထည်ပေါ်ခဲ့တာပါ။ကြိုးစားမှုဟာဘယ်တော့မှတစ္ဆာမဖောက်ပါဘူး။ခင်ဗျားတို့ရဲ့ကြိုးစားမှုကလည်းတနေ့မှာအာဆာလိုပဲတောက်ပတဲ့ရလက်တွေထွက်လာမှသိရပါတယ်အားလုံးမင်းအိမ်မက်တွေကိုမစွန့်လွတ်ပဲဆက်ပြီးရှောက်လန်းကြပါလို့တိုက်တွန်းချင်ပါတယ်ဒီနေ့တော့ဒီလောက်ပါပဲကျွန်တော်ပိုးအောင်ပါနောက်တစ်ပတ်မှာပြန်တွေ့ကြမယ်ဗျာ